ကျွန်တော်တို့အားလုံးသိကြတဲ့အတိုင်း Wattpad Return မရှိရထွက်ရှိလာပါပြီ။ဒါပေမဲ့ကျွန်တော်တို့ဆော့ဖို့အတွက်ဆိုရင်တော့ Netflix ကောင်လေးရှိဖို့လိုပါတယ်။ဗျာ Netflix ကောင်လေးရဗျာတစ်လကို$3 $4စားစားပေါ့$9 $8ကြီးရှိရဗျာ။ကျွန်တော်တို့လို game မဲ့ဆော့မဲ့တူတကြတာမတန်ဘူးဗျာ။စကားကြီးတွေတော့တန်တာပေါ့။ခုပြောပြပေးမှာက Wattpad Return ကိုကျွန်တော်တို့ Android ဖုန်းတွေမှာဘယ်လိုမျိုး free ဆော့မလဲဆိုတာကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်။အရင်ဆုံး browser တစ်ခုခုတောင်းမယ်ကျွန်တော် APK Fishing လို့ရှာလိုက်မယ်ဗျာ။အဲ့ထဲဝင်လိုက်မယ်။ကျွန်တော် Wattpad Return ရှင်လာတင်မယ်နှိပ်လိုက်မယ်။ပြန်ကျွန်တော်အောက်ဆွဲမှာ download လာလေးနှိပ်မယ်။ခါဆောင်လိုက်မယ်ပေါ်လာတဲ့ close လေးနှိပ်မယ်။ပြီးတော့ download လေးပေါ်လာနေမယ်အဲ့ဒါလေးနှိပ်လိုက်မယ်။ဒါလေးနှိပ်ရ download နှိပ်ရမှာကျွန်တော် download ဆွဲပြီးထားမှာလို့နှိပ်လိုက်ကျွန်တော် download ပြေသွားထားလိုက်ကျွန်တော်ဒီနေရာမှာတည့်ရမှာစာချီပါဆိုတဲ့ application လိုပဲเนาะအဲ့ဒါမရှင်းကျွန်တော်လုပ်လို့မရဘူးဗျ။ကျွန်တော်စာချီပါလေးဝင်ပြီးတော့ကျွန်တော်လိုက်ရှာပါ download လေးဝင်မယ် download လေးကနေအောက်ထဲမှာလိုက်ရှာမယ် download ဆွဲရတဲ့ file လေးပေါ့ကျွန်တော်တွေ့သွားပြီ install တင်ရမယ် install ကကျွန်တော်15မိနစ်20တော့ကြာတယ်ဗျာကျွန်တော် install တင်ပြီးမှဒီလိုလေးပေါ်လာတယ်ကျွန်တော်စဆော့လို့ရပြီဗျာကျွန်တော်စဆော့ပြပေးမယ်အဲ့ဒါကျွန်တော်ကင်းနဲ့ရောက်သွားပြီဗျာကျွန်တော်ဘာမှမလုပ် Netflix လည်းမလုပ်ကင်းနဲ့ဝင်လာအသက်ဆော့လို့ရပြီဗျာကျွန်တော်ဒီထဲကဘာညာရှော့နေလိုက်ပါဗျာကျွန်တော်စာလေးဖတ်ပြီးတော့ Sometimes I'm Jake. Your friends from Blackwater hired me to gag you. they ain't my friends, but pleased to meet you, Jake. I got the horses saddled up and ready out front. ကျွန်တော် graphic ဆက်တင်ပြီးတော့ကျွန်တော်စဆော့ပြီးပြပေးထားတယ် All right, Mr. Marston, let's get ဆော့ရအဆင်ပြေပါတယ် by the company. ဗီဒီယိုလေးကတော့ပါပဲတခုမရဘူးဆိုတော့အောက်မှာတေးရောလေးချပြီးထားတယ်ကျွန်တော်တခုလာမေးလို့ရရဗျာမသိရရှင်